အရင်ကထင်ထားတာဒီကနန်းအခုเนี่ยစားလို့မရဘူးလို့ထင်ထားတာဗျအဲ့နဲ့တဝက်လာလို့ဆိုရင်တော့ကျွန်တော်အကုန်လုံးပြစ်လိုက်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျဒီတရက်နှစ်ရက်နည်းနည်းလေးအခက်ခဲဖြစ်နေတဲ့အချက်ကဒီဆိုင်ကဝယ်ထားတာကြတော့မိုင်းမနာမည်နဲ့ဝယ်ထားတယ်တော့ဆိုင်မှာတော့ထောက်တုံးကကြတော့သူ့နာမည်နဲ့ထောက်ထားတယ်သူ့နာမည်နဲ့ထောက်ထားပြီးတော့ပတ်စံနှစ်နှစ်တွင်ပြီးတော့ပြည့်တဲ့ခါကျတော့သူ့မှာမောင်းလိုက်စင်မရှိဘူးကျွန်တော်မောင်းလိုက်စင်ပါတယ်တော့လောက်ပြီးတော့မောင်းလိုက်စင်ရလာတော့ဆိုင်ကဆိုင်ကိုသွားပြီးတော့မောင်းလိုက်စင်ကျွန်တော်နာမည်ပေါက်မှာပေါ့ကျွန်တော်နာမည်ပေါက်ရအောင်ဆိုပြီးတော့မောင်းလိုက်စင်တွေပါလေးပေးမောင်းလိုက်စင်တွေပါလေးပေးမောင်းလိုက်စင်ပါစပိုပန်ရောင်ကဝပ်ပါမင်းအကောင်လုံးပေးပြီးတဲ့အပြင်ကမှဘာထပ်လို့သေးလဲဆိုတော့တော်မောဆိုင်ရွက်နဲ့ထော်တော်ဆန်ပတ်နဲ့လိုတယ်ဆိုလို့ဒီဆူရက်ကိုပြန်လာပြီးတော့ကျွန်တော်နေတဲ့ဘယ်လိုခေါ်မလဲမြို့နယ်ရုံကိုသွားဒီမှာထော်တော်ဆန်ပတ်ဆိုင်ရွက်တွေဘာတွေရှောက်ယူပြီးတော့အကောင်လုံးဆိုင်ကိုပေးပွားပြီးဆိုင်ကိုပေးပြီးတော့မှသူက45ရက်ပေးဆောက်ခိုင်းတယ်45ရက်ပေးဆောက်ခိုင်းပြီးတော့အခုတော့45ရက်ကကြော်ပြီးရက်60ဖြစ်တော့မှဖုံးပြန်ထိုးလိုက်တယ်ဖုံးပြန်ထိုးလိုက်တော့မှဘာပြောလဲဆိုတော့ထောက်တဲ့လူကတယောက်ကျွန်တော်နာမည်ထည့်လို့မရဘူးပေါ့ဗျာမရဘူးဆိုတော့သူကလည်းဟိုကနေအလုံးထွက်လာပြီဆိုတော့ဒီကနေပြီးတော့သူ့နေရာကိုဆိုလို့ရှိရင်ကီလို150လောက်ဝေးတယ်ကီလို150လောက်ဝေးတယ်ဆိုင်ကယ်3နာရီလောက်မောင်းရတယ်3နာရီလောက်မောင်းရတယ်ဆိုတော့ဖုန်းနဲ့ပဲပြောလိုက်တာပေါ့ဟိုကသူ့အလုပ်တွေကအမားတွေနဲ့ဖုန်းပြီးပြောလိုက်ပြီးတော့မရဘူးတဲ့မရဘူးဆိုတော့လိုင်စင်ကလည်းတက်တန်ကုန်ပြီဒီနေ့မနေ့တုန်းကဆိုရင်ဒီကျွန်တော်နေရာမှာရှိတဲ့ဆိုင်ကယ်ဆိုင်ကိုသွားလိုက်တယ်သွားပြီးတော့လိုင်စင်တက်တန်တိုးမလို့မရဘူးလိုင်စင်တက်တန်လည်းတိုးလို့မရဘူးတဲ့အဲ့ဒီသူဆိုင်ရောက်မှရှိတဲ့အဲ့ဒီဆိုင်ကိုပဲပေးသွားခိုင်းလို့ဒီနေ့အဲ့ဒီကိုသွားရမယ်အစင်မပြေတာကဘာလဲဆိုတော့အဲ့ဒီဆိုင်ကကိစ္စကိုအဆင်မပြေတာဒီနေ့အဲ့ဒီကိုသွားရမယ်8နာရီလောက်တော့သွားမယ်လို့ချိန်ထားတာပဲဆိုင်ကဆိုင်ကိုရောက်နေပါပြီဧကစားနေပေးလို့ပြီးတော့ခဏဆောင်ဆိုလို့ထိုင်ဆောင်နေပါတယ်ခမဟိုးဆိုင်ကဆိုင်နဲ့ပြန်ရောက်လာပြီတော့အိမ်ရောက်ချင်းဘိုက်စာလို့တင်မိုဒီထောင်းကျွေးတယ်ဝါတင်မိုဒီထောင်းတပကံဒါတော့ဝယ်လာတာကြက်ကြော်တော့စားကြပါအောင်ခင်ဗျစွန်တန်ထောင်းစားလို့ရှိရင်ကျွန်တော်ကတော့အကြိုက်ဆုံးတော့ကနန်းပေါ့ကနန်းတော့ကျွန်တော်တော်တော်ကြိုက်တယ်သူကမုတ်ဖန်နဲ့အဲ့ဒါဘာရွာဆက်လိုက်ရွာလားဆက်လိုက်ရွာနဲ့သူကတမျိုးစားပြန်တယ်နည်းနည်းတော့ပြလဲကားကြတော့မုတ်ဖန်နဲ့ဆက်လိုက်ရွာနဲ့ဒါနဲ့အဲ့ဒီဆက်လိုက်ရွာကခါနေတယ်နော်ခါသေးလားကောင်းအရင်ကထင်ထားတာဒီကနန်းအခုเนี่ยစားလို့မရဘူးလို့ထင်ထားတာဗျအဲ့နဲ့တဝက်လာလို့ဆိုရင်တော့ကျွန်တော်အကုန်လုံးပြစ်လိုက်တယ်နောက်တော့မှပြောတာကနန်းအခုလည်းစားလို့ရတယ်တဲ့စားလို့ရတယ်ဆိုတော့စားရတာပေါ့ပါတော့မှကနန်းတဝက်လို့ဆိုရင်ကနန်းတကောင်ပဲပါတာတကောင်ပဲပါတော့ဒီကြောကုန်းကပြစ်လိုက်တယ်ဒီဘိုက်တွေကပြစ်လိုက်တယ်ဆိုတော့ဘာသစားတော့ကိုအဲ့နဲ့ပြောတော့စားလို့ရတယ်ဆိုတော့စားတော့ကြိုက်တယ်လေကျွန်တော်ကနန်းကြိုက်တယ်အဲ့ဒီတင်မောတီတောင်းထဲမှာရှိတဲ့ကနန်းကတော်တော်စားကောင်းတယ်
င်စီဘူးပင်စီဘူးကြိုက်တယ်ဖင်စီဘူး၄ချောင်းပါတယ်ကျွန်တော်တို့မှတစ်ချောင်း30တိုင်လည်းလေဆိုင်ကကိစ္စကတော့အဆင်ပြေလာပြီတကယ်လို့အဲ့လိုမျိုးဝယ်ထားတဲ့လူရှိလို့ရှိရင်အခက်ခဲပြလို့ရှိရင်ကျွန်တော်တို့လမ်းမေးလို့ရတယ်နော်ကျွန်တော်တော့အဆင်ပြေလာပြီပေါ့လေဒါနည်းနည်းတော့ခက်တယ်ဗျဟိုထောက်ထားတဲ့နာမည်ကမိမနာမည်မောင်းလိုက်စင်ကကျွန်တော်မောင်းလိုက်စင်ဆိုတော့သူမပေးဘူးဗျသူမပေးဘူးတကယ်လို့ဆိုင်ကအသေးထောက်မဲ့သူရှိလို့ရှိရင်လည်းကိုမောင်းလိုက်စင်တဲ့ကိုပဲတော့ထောက်ကြပါလေများသောအားဖြင့်တော့အဲ့လိုပဲလောက်ကြပါလေဟိုကသူထောက်ထားပြီးတော့ကျွန်တော်မောင်းလိုက်စင်တယ်ဆိုတော့မရဘူးသူမပေးဘူးနောက်တော့မှနည်းနည်းပါးပါးပါညာရှူချောင်းပြောတော့မှအဲ့ဒါမှရလာတာဗျအစင်တော့ပြီပါပြီကဲဆွဲလာအောင်မယ်ဗျအားလုံးပဲစားကြပါအောင်ခင်ဗျတတ်